beautiful, and every night has a state so magical. And if there's love in this life, there's no obstacle that can't be defeated. For every tyrant to ရွာကြီးကိုနော်ဆိုမီတော့ဖုတ်ဖို့ကအဲ့ဘယ်လိုပြောရမလဲကောင်းဆိုးဝတ်တကောင်ပေါ့လာမယ်ဒါကြောင့်အေးဟုတ်ပြီချောကဲတင်နိုင်မလားကြည့်ရအောင်နော်အဲ့တော့ဖုတ်မယ်ရအောင်တော့ကဲတို့ကျွန်တော်ညမရောက်သေးဘူးပေါ့နော်အဲ့ဆိုတော့ခေသူကောက်ကွယ်ဖို့ချွတ်တင်နေလားညလည်းမကြမချိန်တွင်းရောက်ရှိတော့မှာဆိုတော့ ဟိုပေါ်မှာတနေမပေါ်လာ ပေါ်မှာတော့ရွာသားတွေကိုဟောဒီအပေါ်မှာတနေရွာသားတွေသေရောဟော ဟိုသူကရောသားတွေမကြိုက်ဘူးငါတို့ပဲကြိုက် ပစ္စည်းတွေရောဒီတောင်ပေါ်မှာထားရလား အပေါ်ထဲမှာโอเคခန့်လို့ ဟိယရှိုး ဟမ်အလုံးနေရလေရောသား အေးအောင်မေအရက်မူပြီးအိပ်ပြောနေရလား အလုံးနေတာလေဟာ ကြောင်မေရက်မူပြီးအိပ်ပြောနေရမဟုတ်တော့ပါဘူး အဲ့ရဘယ်နာသွားနေရလဲမသိဘူး ဟိုကမေအိပ်ရ no ဘယ်ကောင် no ဘယ်မချော တော်ပြီကွာအိပ်ပါသေးတော့အဲ့ကောင် ထွက်လာတော့ပြေလို့ ရလာတော့မေဟာပြေးပြီ 1 hour later ဟုတ်လားရောရေးရောက်နေပြီဟာ တူတူရှိမှကြည့်ဟလို့ိယဆိုပြီးတော့အစင်းမြင့်နေဘလို့လို့မဟုတ်ဒိုင်းနဲ့လာခုတ်လို့ငါတို့ရှောနေဘူး သူဒီပေါ်တက်လာလို့ရှင်ငါတို့ဒီမှာရောက်ရိုက်ချလိုက် ရိုက်ချမယ်ဟိယရိုက်ချလို့ ဟိုလေအိမ်မိသွားတာမနှိမ့်မိသွားတော့ဟုတ်ပြီလေဟဲ့ အဲဆိုပြီးထွက်လာပြီလေရော ဒီနေ့ တင်ကြားလိုက်တယ်ရှူဟိယ စားချင်းရောက်ပြီ ဆိုမီကအဲ့အိမ်မှာနေရမသိ ဟဲ့ဒီ အေးကြောက်စရာကြီးကွာမသိရင်မင်းဟိုပါလေရှမ်းမကိုခေါင်းကြတယ် ဟဲ့ရောက်လောလော ဒီဇူမီရပမာလေ ဘမလေးရောက် ဘမလေးက နင်းချက်တွေ့လို့နင်းချက် လာနဲ့ရိုက်တတ်မယ်ရ yeah boy အဲ့တော့ပစ္စည်းရတာအဲ့တော့ SM ကြီးခေါ်တာပေါ့နော်သူ့ရဲ့ချက် တူတာဘာလို့လဲ ဒီမှာသူ့ရဲ့ချက်အောက်ကချက်ကကျွန်တော်ချက်ပေါ့နော်အဲတော့သူရိုက်တတ်ပြီပါပဲဗါလေအမိုင်းလည်းကိုရှိပါတယ်ကျွန်တော်လည်းနေတားလိုက်ပေါ့နော် သူငါတို့အိမ်မှာလားမသိမဟုတ်ဘူးတော့ မင်းရထွက်သွားပြီမို့ မမလည်းတည်းရဲ့ ဟိုလာနေပြီတွေ့နေရပြီမလေးအိမ်တော့ဝယ်သွားပြီ 1 hour laterဝါရဲဝင်လာပြီရောတော့ဝင်သွားတယ်ကလိုက်ကြည့်ရမယ်ဟေးအကောင်တော့မရဘူးပဲအကျော်စရာကြီးဟိုပေါ်ထဲမှာထမ်းတည်တက်ချစ်ကြည့်မယ်ပြီကွာ ဟာတေးပေးရလေကွာခဏခဏကြောက်နေရ တက်လာပြီတက်လာပြီ ဟာတရေရောဘာတရေဟာအောက်ပါတရေတရေရောဘာတရေဟာတရေရောက်ပါပြီဘမလေး ဟာဘမလေးငါတွေးတာပဲမှားသွားလေဒါမှမဟုတ်တရေတကယ်တွေးလိုက်တော့ရ ဟုတ်လား ဒီနေ့မှတွေးလိုက်တာ ဟုတ်လား ဘယ်လိုမှဖြစ်ရတော့ပဲ တော် အဲ့တော့ငါ ငါ တို့ တို့အိတ်လိုက်တော့ဖြတ်သားမယ် အေးအိတ်လိုက်တော့ငါလည်းအိတ်လိုက်တော့ eternity later ဟိုးရှိတော့ရွာလေးတရွာမှာလူတယောက်ရှိတဲ့အဲ့လူကတချိန်တော့ရွာရဲ့ဦးစီးဦးဆောင်တကြီးတယောက်ရမ်းဖြစ်ရှင်ခဲ့တာပေါ့ မာနေ အဲ့ချိန်မှာ အဲ့တငယ်ချင်းပါလေ ခဏလေးဒီရွာမှာဒီရွာကြီးကတကြီးကလည်းသူ့ကိုတကြီးပင်းဖြစ်ရှင်ဦးပေါ့ဗျာ တောက်ဟယ်လိုဟေးတကြီးခေါ်ခိုင်းလိုက်တယ်ဟုတ်လားအေးခဏလာခဲ့မိစားနေမသိဘူးလာ ခဏလိုက်ခဲ့ ခဏလိုက်ခဲ့ ထိုးလို့တဲ့တကြီးရောက်ရှိသွားခဲ့ပါတယ် ဟေးလို့တကြီးမရှိလားမသိဘူးတကြီး တကယ်တော့သူ့ကိုတကြီးကတတ်ဖို့ညားကောက်ခိုင်းနေတာဖြစ်ပါတယ်
အိမ်ထဲဝင်လာခဲ့လားကဲ အမေကိုတကြီးအပြောနေအိမ်ထဲဝင်လာခဲ့လိုက်တဲ့အနိကလိုက်နေ ဒီလိုနဲ့ပဲသူကပြေဆုံးသွားခဲ့ရ ဟာဘာနဲ့လဲမသိဘူးခုနဘဝကြီးမှာပဲဟာငကြီးမိမ ပြေးပြီး ငကြီးမိမပြတယ်လေဟဲ့ငါနားလည်းမကြည့်ဘူးဟိုထဲမှာလက်ထဲမှာလည်းကင်ထားရတယ်လက်ထဲကင်ထားတာချလိုက်လေဟဲ့ငါတကြီးပြမမယ်ခဏတော့လူတယောက်တပြောပါမယ်ဟေးမဆွနေနေ ဒီလိုနဲ့ပဲပဝမ်းပြီးဆုံးသွားခဲ့ပါပြီ Ha 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 ha.